ရွယ်ရောက်တဲ့နှစ်မှာကလေးတိုင်းငါးကြီးဖြစ်ပြောင်းလဲပြီးလူသားလောကမှာ10 ရက်နေရပါတယ်။ဒါကသူမတို့ရဲ့အရွယ်ရောက်အခမ်းအနားပါ။သူမစိတ်လှုပ်ရှားနေခဲ့ပြီပဲအမေကတော့စိုးရိမ်နေတယ်။လူသားတွေကိုမယုံရဘူးလို့အကြိမ်ကြိမ်သတိပေးခဲ့တယ်။ထွက်ခွာတဲ့နေ့မှာပင်လယ်ထဲကနေခုန်ထွက်လိုက်တယ်။နေရောင်ကမျက်လုံးမဖွင့်နိုင်အောင်တောက်ပါနီးကဘာကြီးကကျယ်ဝန်းလှပနေတာကိုပထမဆုံးခံစားလိုက်ရတယ်။အဲ့ဒီချိန်အော်ဟစ်တန်ကြားလိုက်ရတယ်။ငါးဖမ်းကနွက်ရက်ထဲမှာဒေါ်ဖင်တစ်ကောင်ပိတ်မိနေခဲ့တယ်။မစင်စားပဲပြေးသွားလိုက်ချိန်သူမလည်းကနွက်ရက်ထဲပိတ်မိသွားတယ်။အသက်ရှူမရတော့တဲ့အခါလူသားကောင်လေးတစ်ယောက်ရေထဲခုန်ဝင်လာခဲ့တယ်။လူသားကိုမယုံရဘူးဆိုတဲ့အမေရဲ့အတန်ကြားလာတယ်။ကြောက်ရွံ့လို့လွတ်အောင်ကြိုးစားရင်းသူ့ကိုရေချွိတ်နဲ့ဆွဲချမိလိုက်တယ်။ရေပြန်ရင်သွားတဲ့အခါကြံခဲ့တာကသူ့ရဲ့အသက်မရှိတဲ့ကိုယ်တစ်ခုပဲ။အဲ့ဒီအချိန်မှသိလိုက်တယ်။သူကကျမကိုကယ်ချင်တာပဲ။အပိရှိစိတ်နဲ့ညက်ရည်တွေပင်လယ်ထဲပလိုဝင်သွားတယ်။လူသားဝိညာဉ်တွေတက်သွားတဲ့တိုင်ကိုရှားခဲ့တယ်။အခွင့်အရေးတစ်ခုပဲရဖို့ကိုယ့်မျက်လုံးတွေကိုပေးလန်းခဲ့တယ်။ဖန်တိုင်အိုးထဲပိတ်မိနေတဲ့ငါးလေးတကောင်ကိုတွေ့တယ်။သူဆိုတာချက်ချင်းတီလိုက်တယ်။အဲ့ဒီနေ့ကစပြီးသူဘေးလာအမြဲနေရမယ်လို့ဂရုပြုခဲ့တယ်။ဒီနေ့သူပြန်လဲမွေးဖွားလာမယ့်အချိန်ထိပေါ့